1985လောက်ကနေစပြီးတော့မွေးတဲ့ငါတို့လူငယ်တွေကအဲ့ဒီခေတ်အဲ့ဒီခါမှာရှိတဲ့လူကြီးတွေရဲ့ဆုံးမတဲ့ဆိုးမားရဲ့အထက်မှာလဲလဲဝဲဝဲနေတာကိုလူကြီးတွေသတိထားစီခိုင်းနေပါတော့ဘယ်လိုလဲဆိုဒီကောင်မလေးကသတိထားလဲဝဲရှိတယ်ဆိုလဲဝဲရှိတယ်ဆိုတဲ့ဟာကိုမကောင်းဘူးလို့ငါတို့ကသင်ခံခဲ့ရတာမှန်တယ်မကောင်းတာမဟုတ်လူဝဲတယောက်ကစိတ်ကောင်းနှလုံးကောင်းမရှိဘဲနဲ့လူဝဲဖြစ်နေတယ်ဆိုလို့ရှိရင်အများသူငါတွေကိုဒုက္ခပေးမယ်ဆိုတော့ရှစ်လူကြီးတွေကသိတယ်အဲကြောင့်မလို့ငါတို့ငယ်ငယ်တုန်းကဟောကောင်ကလဲဝဲနဲ့နော်ကောင်သတိထားဆိုတော့တကယ်တော်တယ်တက်တယ်လူတွေကစိတ်ပုတ်စိတ်ရုပ်တွေရှိတယ်စိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုလို့ရှိရင်ငါတို့လူပတ်ဝန်းကျင်ကဘာနဲ့တူတယ်ဆိုတော့ဘယ်လိုပြောမလဲဆောင်းအားကြီးတဲ့အဖျက်သမားတွေအများကြီးမွေးထုတ်ပေးလိုက်တဲ့ခါကျတော့လူကောင်းတွေပေါ်မလာတော့ဘူးအကုန်လုံးဒုက္ခရောက်တယ်ပေါ့ဆိုတော့လူတော်လူကောင်းဆိုတာငါတို့ကသူကတွဲပြီးတော့ဖြစ်တည်မှလူတဘာဝအရာလူပတ်ဝန်းကျင်ကိုသူတို့ကကောင်းကျိုးပေးနိုင်ပါလေနော်တချို့ကလည်းတော်တယ်ဒါမှလူကောင်းမဟုတ်ဘူးတချို့ကလူကောင်းဒါမှမတော်ကြဘူးဆိုတော့ငါတို့ကိုယ်တိုင်လည်းလူတော်လူကောင်းထဲမှာတော့မပါဘူးဒါပေမဲ့အရန်ညံ့တဲ့ထဲမှာတော့မဟုတ်ဘူးနောက်တစ်ချက်တိတိတသားတော့လူတွေကိုဒုက္ခပေးတဲ့အထက်မှာတော့မပါဘူးအဲ့ဒါကငါတို့ကိုယ်တိုင်ရဲ့ဖြစ်တည်မှုပေါ့အများနဲ့ဘယ်သူနဲ့မှမတူတဲ့ဖြစ်တည်မှုပေါ့လူသားဆန်တဲ့စိတ်ကိုအဓိကထားပြီးတော့နေရတာပေါ့ဒါတော့ပါပဲ